မိန်းကလေးတစ်ယောက်ဟာဆိုင်ကယ်လီဘာကိုဆွဲလိုက်မိရာကနေရုတ်တရက်ရှေးဟောင်းခေတ်စီကိုရောက်သွားခဲ့ပါတယ်။သူကတော့ရုပ်ရှင်ရိုက်ကွင်းထဲမောင်းဝင်လာတယ်လို့ပဲထင်နေတာပါ။ဘာဖြစ်မှန်းတောင်မသိသေးခင်မှာပဲစစ်တီတော်တွေကသူ့လည်ပင်းကိုဓာတ်နဲ့ဝိုင်းထောက်ထားကြပါတယ်။အဲ့ဒီအချိန်မှာစားတောက်မှုပုံစံမမှန်ကန်တဲ့ယောဂခံစားနေရတဲ့ဧကရစ်မင်းကြီးကမိန်းကလေးစီကအစားအစာနှံ့ကိုရသွားပါတယ်။နှစ်ရက်တိုင်ဘာမှမစားနိုင်ခဲ့တဲ့မင်းကြီးဟာရုတ်တရက်ပိုက်ဆာလာပြီးမိန်းကလေးလက်ထဲကဘာလဲလို့မေးလိုက်ပါတယ်။မိန်းကလေးကလည်းဒါဟာမင်းကြီးမှာထားတဲ့ delivery လို့ထင်ပြီးမြန်မြန်စားလိုက်တော့လို့ပြောလိုက်တာပေါ့အမတ်ချုပ်ကြီးကတော့ဒီမိန်းကလေးကမင်းကြီးကိုအစိတ်ခတ်ဖို့ကြိုးစားနေတာလို့ထင်သွားပါတယ်ဒါကိုမိန်းကလေးကတော့သူတို့တွေတရုပ်ဆောင်တာတိတ်ပြီးပြင်တာပဲလို့တွေးနေတော့မှအဲ့ဒီနောက်မှာတော့မိန်းကလေးရဲ့အဝတ်စားတွေကဧကရစ်ဝတ်စုံနဲ့စင်တူနေုံနဲ့မကပဲမင်းကြီးပဲစောင်းရတဲ့တရဖူကိုပါစောင်းထားတာကိုလူတွေသတိထားမိသွားကြပါတယ်သူတို့ကမိန်းကလေးကိုရာဇပလင်ကိုလူယူဖို့စူးစမ်းနေတယ်လို့ဆွဆွဲကြပါတယ်။မိန်းကလေးကအမတ်တွေနဲ့အခြေတင်စကားများနေပေမဲ့မင်းကြီးကတော့အစားအစာကိုပဲအာရုံရောက်နေပါတယ်။မင်းကြီးကတလှုပ်စားကြည့်လိုက်တဲ့အခါအရသာကထူးခြားကောင်းမွန်လို့နေပါတယ်။မင်းကြီးအစာစားနိုင်သွားတာကြောင့်အမတ်တွေလည်းမင်းကလေးကိုဆက်ပြီးအပြစ်မတင်တော့ပါဘူး။မင်းကြီးကအစားအစာတွေကိုအမြန်ဆုံးစားပစ်လိုက်ပြီးဘူးခွန်ကြီးကိုကင်ထားရင်းနဲ့နောက်ထပ်တောင်းနေပါတယ်မိန်းကလေးကတော့တရုတ်ဆောင်ရတာပင်ပန်းနေရှာတာပဲလို့တွေးပြီးသူ့ကိုကျဲငါးပွင့်ပေးဖို့တောင်းဆိုလိုက်ပါသေးတယ်သူပြန်တော့မယ်လို့တဲ့အခါဖုန်းလိုက်မရှိတာကိုသတိထားမိသွားပါတယ်နန်းတွင်းသူတွေကိုအပြင်ထွက်ဖို့လမ်းမေးတဲ့အခါသူတို့ကတောင်းပန်စကားပဲဆိုပါတယ်အဲ့ဒီအချိန်ကျမှဒါဟာရုပ်ရှင်ရိုက်ကွင်းမဟုတ်ပဲတကယ်နန်းတော်ကြီးဖြစ်နေမှန်းသူသိသွားပါတယ်သူလည်းအကြက်ရိုက်သွားပြီးဆိုင်ကယ်ကိုအမြန်နှိုးကမောင်းထွက်ခဲ့ပါတယ်ဒါပေမဲ့အချိန်ကအယမ်းများသွားတာကြောင့်ခေတ်သစ်လောကကိုပြန်ရောက်ချင်းရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတဦးနဲ့တိုက်မိသွားပါတယ်။အဲ့ဒီပညာရှင်ဟာမိန်းကလေးစီကတန်ချေးတက်နေတဲ့ delivery ဘူးကိုမြင်တာနဲ့စိတ်ဝင်စားသွားပါတယ်။စစ်ဆေးကြည့်လိုက်တဲ့အခါဒီဘူးကနှစ်ပေါင်း1000ကျော်သက်တမ်းရှိနေတာကိုအံ့ဩဖွယ်တွေ့ရှိလိုက်ရပါတယ်။ရှေးခေတ်ကလူတွေဒီလိုအစားတောက်ထဲတဲ့ဘူးမျိုးသုံးခဲ့ကြတာကိုသူမယုံနိုင်အောင်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးကသူ့မိသားစုရဲ့ကြောက်စိမ့်ဆွဲသည်ဟာအချိန်ခီးနေနိုင်ုံတင်မကပဲ delivery ဘူးတွေကပစ္စည်းတွေဟာလည်းမူလခေတ်ရဲ့ဂုဏ်သက်တည်တွေကိုထိမ့်သိမ်းပေးထားနိုင်မှန်းသိသွားပါတယ်။အဲ့ဒီပညာရှင်ကဘူးခွန်ကိုဒေါ်လာ1 သိန်းနဲ့ဝယ်ဖို့ကမ်းလှမ်းတဲ့အခါမိန်းကလေးအယမ်းပျော်သွားပါတယ်။သူဟာချက်ချင်းပဲဟင်းချက်စရာတွေနဲ့ microwave တစ်လုံးကိုဝယ်ပြီးနန်းတော်စီတစ်ခေါက်ပြန်သွားပါတယ်။ဗိုက်စာနေတဲ့မင်းကြီးကသူ့ကိုမြင်တော့ဝမ်းသာသွားတာပေါ့။မိန်းကလေးကဂုံယူဝင့်ကြွားစွာနဲ့ microwave ကိုထုတ်ပြပြီးဒါနဲ့နှွေးစားရင်ပိုရတာရှိတယ်လို့ပြောလိုက်ပါတယ်။သူကဆိုင်ကယ်ဘက်ထရီကိုသုံးပြီး microwave ကိုအားသွင်းလိုက်ပါတယ်။ဟင်းနှံတွေကပိုမွေးလာတာကြောင့်မင်းကြီးရောအမတ်တွေပါပျော်ပျော်ပါးပါးစားတော့ကြပါတယ်။သူပြန်ခါနီးမှာ microwave ကို delivery ဘူးထဲထည့်ယူလာခဲ့ပါတယ်။ခေတ်သစ်လောကကိုပြန်ရောက်တဲ့အခါအဲ့ဒီ microwave ကတန်ဖိုးဖြတ်မရတဲ့ရှေးဟောင်းပစ္စည်းဖြစ်သွားပြီးဒေါ်လာ3 သန်းလောက်တန်ကြေးရှိတယ်လို့ပညာရှင်တွေကဆိုပါတယ်။ဒါကိုသိသွားတဲ့သူ့ရီးစားဟောင်းကမနာလိုဖြစ်ပြီး microwave ကိုခိုးဖို့နောက်ယောင်ခံလိုက်ပါတော့တယ်။ရုတ်တရက်အလင်းတန်းကြီးတစ်ခုနဲ့အတူမိန်းကလေးပြောက်ကွယ်သွားတာကိုသူမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးဟာဧကရစ်မင်းကြီးရဲ့ရင်ခွင်ထဲကိုအတိအကျကျဆင်းသွားပါတယ်။သူ့ရဲ့အစားမစားနိုင်တဲ့ယောဂကိုကုသပေးတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့မင်းကြီးကနန်းတော်ထဲကကြိုက်တဲ့ယတနာကိုယူဖို့ခွင့်ပြုလိုက်ပါတယ်မိန်းကလေးကလည်းမဆိုင်မတွပဲအိတ်ကြီးတစ်လုံးနဲ့ယတနာတွေကိုအားရပါရထည့်ယူပါတော့တယ်သူချက်ချင်းချမ်းသာတော့မှာပါဒါပေမဲ့သူအလောတကြီးပြန်လာတဲ့အခါမှာတော့ဧကရစ်မင်းကြီးကိုပါခေတ်သစ်လောကကိုခေါ်လာမိသွားပါတော့တယ်